မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့မွန်တာဝရရဲ့ဆိုချိုးလို့ပြောနေရပါတယ်တခါတော့ကတော့ဒီရွာမှာကောင်းတဲ့ဦးရောနဲ့ဇနီးဖြစ်သူတော့ချစ်တို့နေထိုင်ကြပါတယ်သူတို့ဟာအလိုဒါနလည်းမပြုတီလာလည်းမဆောက်တည်ဘာဝနာဆိုတာကတော့ဝေးပေါ့အဲ့ဒီလိုနဲ့ဒီနေ့မှာတော့ကောင်းတဲ့ဦးရောဟာယောဂတစ်ခုနဲ့တည်လွန်သွားပြီးတောအုပ်ကြီးတစ်ခုမှာပိတ်တာဖြစ်သွားပါတယ် ကောင်းတဲ့ဦးရောမရှိတော့တဲ့နောက်ဦးရောရဲ့ဇနီးဖြစ်သူတော့ချစ်ဟာနာမည်နဲ့လိုက်အောင်ပဲဥစ္စာကိုကြီးတွေကိုချစ်ပါအောင်ဆုထားပြီးဘယ်သူမှဘေးကန်းဆွန့်ကျင်မှုမပြုဘူးတဲ့သူ့ဆွေမျိုးမဆွေတွေကအခက်အခဲဖြစ်လို့ခုညီလာတောင်းကြတဲ့အခါတော့ချစ်ကအယံကြီးပြပါတယ်အောင်မလေးဟဲ့ကျမလိုလင်သားမရှိတဲ့မုံစမကိုများရှင်တို့ကအထင်ကြီးနေလိုက်တဲ့အရှင်ကျမမှာရှင်တို့ကိုခုညီရလောက်အောင်မချမ်းသာပါဘူးဘယ်လိုပဲလိန်ပြောပေမဲ့ဆွေမျိုးမိတ်ဆွေတွေကမယုံကြည်ကြဘူးအတင်းစုကိုအခုညီတောင်းကြတဲ့ကဲကျမမှာဘာမှမရှိဘူးလို့ပြောပြီးပြီပဲဒါကမှရှင်တို့ကမယုံဘူးဆိုရင်လည်းကျမကြိမ်တွေ့ပြောပါမယ်ရှင်ကျမမှာငွေကြေးဥစ္စာရှိပါလိမ့်မရှိဘူးလို့ပြောမိဖြစ်လျက်ဘဝမှာမစင်စားလို့ဖြစ်ရပါစေတော့ကဲယုံကြပြီလားအဲ့ဒီလိုချိန်ပြောပြီးလင်ညာပြောလိုက်တော့မှအလုံးဟာလက်လျှော့ပြီးပြန်သွားကြတယ်တဲ့တော်ချစ်ဟာအဲ့ဒီလိုလင်ညာပြောမိတဲ့မွန်တာဝရကံကြောင့်အဲ့ဒီဘဝကနေဒေလွန်တဲ့အခါသူ့လင်ယောက်ျားပိဋ္ဌာကြီးဦးရောရှိတဲ့တောအုပ်မှာပဲပိဋ္ဌာမတော့ဖြစ်ပါတယ်တော်ချစ်အနေနဲ့သူစားရတဲ့နတ်အရသာမကောင်းအနတ်အရသာရှိလာတဲ့သားတော့ဆရာတွေကိုစားမယ်ဆိုပြီးလက်နဲ့လက်နိုင်လိုက်တာနဲ့ရှေးပူလောကောင်တွေနဲ့မစင်မောင်ကြီးဖြစ်သွားတဲ့အဲ့ဒီမစင်မောင်ကြီးကိုပဲတော်ချစ်ကမြအာရပါရစားတော့ရတာပေါ့ဒါကတော့ဒီလမဆောင်တိုင်းပဲမိသားစုရဖြစ်ပြလေးပါအလွန်တရာမှကြောက်စရာကောင်းလာပါတယ်အရှင်ဘုရားကလည်းငါးပါးသီလကိုခေါင်းပူဆိုးမကြောက်ဟိုတကက်တို့မြဲကြပါလို့ဆောင်းမတော်မူခဲ့ရမို့လားဒါပေမဲ့ခမရတို့ဘဝမှာလာလာပပလေးမူသားတော်မူတော့လိန်ခံခဲ့ဘူးတယ်မို့လားအမေမစားသေးဘူးတားစားနေဆိုတဲ့မူသားမျိုးလေး